သမီးခွားကိုဘလို့တိုက်နေတာလဲအကုန်ပေးချမ်းနေရပဲမမေလည်းတိုက်တာပဲမမေရောကျမကိုတိုက်ရတာမလွယ်ဘူးဖြစ်နေမေ မေဒီရဲ့ဒီလောက်ကြီးမလုပ်ပါနဲ့သမီးလုပ်ပါမယ်ညလဲတော့အမေချောင်းနေစိုးနေတာနော်မေဒီကလေးကကြာတော့ပါဦးသမီးရဲ့ချောင်းဆိုးရလောက်ပဲအစင်းရမ်းပြစရာမလိုပါဘူးအေးဒီစားလေးပါချက်လိုက်တက်ပါလေမရှိဝေးမရှိတာဒီစားမအောင်အေးခန္ဓာရှိဝေဒနာရှိတာသမီးကသိတာပေါ့အမေဒါမဲ့အမေကမြေကြီးမှာထိုင်နေရတာကြာမကောင်းဘူးလေကျမကြီးထိခိုက်မှာမှန်ဖြစ်ပါဦးဒီလောက်ကတော့ညီရလဲပြောရမှာလှုပ်ခဏပဲလုံတော့ပြီးလို့ရင်တတိဆက်လှုပ်လိုက်မယ်အေးပါဒီရောင်းကပြန်လာမှအမေတဆေးလေးပါလေးဆက်ဖြတ်မယ်ဆေးရခဲ့မယ်ကဲမေကြာကြီးတော့မလုံနဲ့နော်ဟောမပြောဆိုရင်မိမိလာပြီဟဲ့ဟုတ်တင်းနေနေတင်းမမဘူးတော့ဟောဒီညီလေးမျက်နှာမြင်လိုက်ရောအမောဖြေသွားတာတော့ဖဖညချောင်းနေရန်ဆိုတာပဲကျမကြီးလေးပါလေလဲခရီးဆိုင်သမီးเจ้าကပြန်လာမှဖဖကြီးပြုစုပေးမယ်နော်ဟုတ်ပါပြီတော့ဟုတ်ပါပြီတော့မလေးညီခွာရောအမေအဲ့ဒါပဲပြောနေတာအမေည6နေဆိုတယ်ခဏနားပါလားဆိုညီခွာရပြောမရဘူးမဆက်လုပ်နေလေဒီစီအောင်ပြန်လာမှပဲညီခွာရစီးလေးပါလေးဆက်ပြီးပါဒီမဲ့ညီခွာရနာမှာကက်ချွဲမနေနဲ့ကျောင်းသားဖို့နောက်ကြနေမယ်ရောက်မဝတ်ထောင်ယူပါအမျိုးစားပြီလားတိတ်မစားတော့ဘိုင်းမစားတမင်မစားပဲကျောင်းသွားတယ်ကျောင်းမှာဖိုက်စာနေမှာပေါ့ဒီဘဘတစ်ဆောင်ထပ်ပေးလိုက်ကျောင်းမှာဖိုက်ကြည့်တာဝစားနော်အေးကျောင်းမှာငါဘဘအမေသမီးကိုအလိုလိုက်မနေနဲ့ကြပတ်စံလေးသုံးတက်ပြီးပြက်စီးနေအောင်မယ်နော်မမေကလည်းတမီးဖဖကြီးပေးရပတ်စံမသုံးပါဘူးစောက်တွေဘောပင်တွေဝယ်မှာပါနော်ကဲခလေးကလိမ္မာပါတယ်ညကလည်းငါမျိုးကိုပုံနေစမ်းပါတယ်အဲ့ဒါဖဖတမီးတောင်းရမယ်တာကောင်းသားနော်သမီးလေးငါမီးလေးတောင်ကြီးကြီးနဲ့ပြူကြီးဖားဖြစ်လာပြီပါတာရှင်းငါမီးလေးကိုတော့မီးလိုပွားလို့အဖြစ်မခံနိုင်ဘူးနော်မရလဲလေပြီးရတာလေပြီးပါစေတော့သူ့ကိုအဖြစ်ပဲပြောနေမေလူမလိုက်နဲ့သူကအရွယ်လေးကလည်းရောက်လာပြီဆိုပတ်စံလေးပါတုံးတက်သွားမှသူ့လို့ဟောအေးဒီကကြီးထဲမှာပတ်စံလေးနဲ့ထောင်တော့မှမလို့လေဒီကညာဆယ်ရန်ကျောင်းလူကြီးတာဖြစ်လာသူများကလေးလို့တော့ရှာတာမဟုတ်ပါဘူးအေးဒီထက်ကသူစားအုပ်တွေဘောပန်တွေဝယ်ရအောင်မလောက်တောင်လောက်ရလားမသိပါဘူးအေးဟုတ်တယ်နော်ဒီပြုံးမှလည်းတမီးနဲ့တတိထားနေရောတမီးတို့ပေးရပတ်စံနဲ့ထားသူမစားပါမလားစားဦးတည်ပြီးဆိုရင်စားဖို့လက်ပါမှာမေကဲအမေနားတော့မေရဲ့တမီးလည်းဆက်လုပ်လိုက်တော့မယ်ရဒါလည်းပြီးနားမယ်နော်ကဲအဲ့ဒါတမီးမြန်ကူးလိုက်မယ်ဈေးအမေကြီးရောင်းတော့မှာပြီတော့总那个鸡中央，能鸡中央，哎，别把我打死了。
မေဘာဖြစ်လို့အဲ့ဒါလုံနေရလဲဘာလို့မလို့တော့ ဟောကစင်းရပူပူလေးကြော်စားအောင်လေ ထားအဲ့ဒါအမိလုံနဲ့မလုံနဲ့အမေမလုံနဲ့အမေကလည်းလေအမေမြုပ်ခိုင်းတာမဟုတ်အမေမြည်ရော ဩညီသမီးရှိပါတယ်ခလေးကဖွားဖွားကိုဝိုင်းကူပေးမယ်လို့ပြောပါတယ်ငါကပဲသမီးလေးစားကျဲဆိုပြီးတော့ခိုင်းထားတာကဲငါသမီးလေးပြင်မန်းလာပြီရေမိုးချုပ်ပြီးနားလိုက်တယ် အမေကလေအမေမလို့လိုလိုက်တာ မမေကလေတမီးဆိုစိုးဖို့ကြီးပဲတမီးကဖွားဖွားယူကူလုပ်ပေးမယ်လို့ပြောတယ်ဖွားဖွားရမလုပ်ခိုင်းတော့နော် ဟုတ်ပါအေး မလက်ဖြစ်ကြလို့ဆိုရင်တမီးចောင်းပိတ်တယ်မမေနဲ့ဖွားဖွားတမီးအလုပ်တွေဝိုင်းကူလုပ်ပေးမယ်တဲ့မမေကလေတမီးဆိုရင်စာလိုက်နိုင်လားတခွန်းအောင်ပြီးပေါ့မလားနေတာစုနေပြော မလီနင်းနေစရာမလိုပါဘူးငါသမီးကစားတော်ပြီးသားဆိုဒီအမေကတိပြီးသားမေဒီမှာတမီးဆန်လေးလဲဝယ်လာဆန်တပီက9000နဲ့တပီကိုဒီမှာပန်းမွေးကြော်အမေကြိုက်တယ်မလားကြုတ်ကြီးနဲ့ကြော်ပေးဖို့ မလေးစတဲ့ပြီ9000တော့ဘာလို့ဝင်လာတာတော့ဈေးတက်တာနဲ့စံချမ်းလေးပဲဝယ်ပါအေးစံပြောတယ်ငါမစားချင်ပါဘူး ဖွားဖွားကြီးကလည်းမမေကဖွားဖွားကြီးချောင်းဆိုးနေတာမကြည့်ရလို့ပြီးတော့ဖွားဖွားကြီးအစာရင်သမားတွေအစာရင်သမားဆိုတာအစာပြော့ပဲစားတာအစာမိုင်းစားလို့မရအဲ့ကြောင့်မမေကဖွားဖွားကြီးတဲ့စေတနာနဲ့ဆံပြောဝင်လာတာ အမေရဲ့ဆောင်းရတော့ဘာဖြစ်ပါဘူးအမေကဆိုင်သမားမလားဆန်ကြော်လေးတော့စားပါနေရဲ့အမေရဲ့ စံတပြီ9000မလေးငါတော့မျိုးကြမှာမဟုတ်ပါဘူးအေးဒီဟာစားရင်ငါနင်းနေမှာ အမေရဲ့မနေပါနဲ့သမီးဒီဆန်လေးတော့တက်နိုင်ပါတယ်ဟိုကျန်တာတော့အမေငပိရေးလေးနဲ့ချက်တွက်ဟင်းသီးရွက်လေးသမီးစားကြတာပေါ့အမေဖတ်တာပဲဈေးမှလေဘာကိုင်ပုံစင်းလုံးနဲ့ကြက်မတက်ကြီးမကြီးသမီးဒီဆန်ဘူးလေးတော့တက်နိုင်ပါတယ်အမေရဲ့ ပြော့ပြော့မမအမေစားနိုင်ပါတယ်တမီးရဲ့အမေအတွက်နဲ့ပတ်စံပိုကုန်ပါတယ်ဒုက္ခတွေမရှာပါနဲ့ မလုပ်လို့ရမလားအမေသမီးကဘာကြည့်ချင်မှဒီသားမိတွေပဲရှိတာအမေတော်တော့ဒါလေးတော့လုပ်ပေးနိုင်ပါတယ်အမေတို့ညဘက်ကြလို့ဆိုချောင်းကြီးဆူဆူနေအမကောင်းဘူးလေစိတ်ကလေးပါလေးပြမလားမရဘူးစိတ်မိတို့လေးနဲ့30နေမရဘူးမရဲ့စိတ်ကပြပါလားဟင် ဟုတ်တာလေဖွားဖွားလေမမေကဖွားဖွားစိတ်ပူလို့ပြောတာ အာမစိတ်မပူနဲ့ငါမီးလေးနားမှာဖွားဖွားအကြိုက်နေမှာအကောင်းကြီးရှိနေမှာတော့ဘာမှဖြစ်ပါဘူးစိတ်ပုံနေနဲ့နော် ပြောနေလားသွားမယ်မော်တက်ကြတယ်ဒါမိ တမီး လာကြပါဦးရှင်လောဘဘမူလဲပါလို့လာကြပါဦးဘဘလာပါဦးဘဘလာကြပါဦးရှင်ကဲကြပါဦးအနိကဲပါဦးအနိကဲပါဦးဘဘမူလဲပါလို့ ဒီလိုဖြစ်မလားနေမေတော့ခေါ်ပြော လာတော့ကလေးဘဘမူလဲလို့အမေမူလဲလို့မေကျမအမေဘာဖြစ်တာလဲ ကြီးမိလေဖြန်းသွားတာဖြစ်မယ်။ကျွကြောလေကြောရည်လည်းပိတ်တယ်လည်းတူတယ် မေခံလာဘဘ
ပြန်ကောင်းလာပါပါနော်မေကျမမကောင်းတာပါကျမမကောင်းတာအမေဒီလောက်ချုံနေဆိုနေတာကျမကယူဆရမှာကျမပို့စားလို့မေခုလို့ဖြစ်တာမေကျမမေပြန်ကောင်းပါပါနော် တိတ်မပူပါနဲ့ကုလို့ရပါတယ်သင်ယူပြီးတော့ဒေချာကုရင်ပြောင်းပါပါငါပြန်လာအောင်မယ်နော်လောက်စရာလေးတွေရှိလို့ ခုလိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မေဘွားကြီးတတလာမှာပါနော်တတမှာပါတမီးတက်နိုင်ပါမယ်ခုလိုဖြစ်သွားတော့မေတို့ကူအောင်ပါပေါ့ငါစီအင်္ဂလိပ်စီရှာစီနေတော့မေကတော့ညီဖွားကိုကောင်းပြစုရမှာမေလက်ထမှာပတ်စံရှိတော့လားမေရဲ့တမီးဖွားကိုပြစုဖို့အတွက်ကြောက်ထားလိုက်မယ်လေနော်ဒီစပိတ်ထားစနေဖွားကြီးကြားပါအောင်မေနေဒီတို့အနေထားမျိုးရအောင်ဒီလိုအတန်းရည်တွေရောက်လာနေဖွားရုံငါဈေးရောက်ပြီးနေကိုကြောက်ထားတာနေဖွားရနေကိုကြောက်ထွက်မစိန်ကြီးမလားသူ့ကြောက်ထွက်စေချင်ပါမလားနေတော့ကြောက်ထွက်မဆွဲစကားမပြောနဲ့ဘွားရဲ့နာမသမီးရောမမေရောရှိနေမှာရမှာလေအခုကမမေကဈေးရောက်သွားနေတာဆိုတော့ဘွားရဲ့မေမသမီးရှိနေမှာရမှာပေါ့မမေရဲ့အဲကြောင့်လို့သမီးကြောက်ထားလိုက်မယ်လေနော်မမေနော်ဒီလိုသူစားပါမမေတရားလို့ရှိတယ်ခုနအတော်ကြီးပြောတာလေနေဖွားရလေဖြန်းလာရတယ်ဘာမှမဖြစ်ဘူးဒီရရင်ကောင်းသွားမှာကြောက်စိတ်ကြီးမေမင်းဖိုင်တရီဘွားမေတမလို့ရှိပါမေတရီထားမေတရီထားမေစကားမပြောနိုင်မေပြန်လို့ရှိတယ်ဘွားတမလို့မရှိတယ်မေတမလို့ရှိတယ်မေဘာဖြစ်ပါဦးမေစကားမပြောနိုင်မေစကားမပြောနိုင်မေစကားပြောနိုင်ပြောရတယ်မေဟုတ်တယ်မေတမလို့ရှိရနော်မအမေမြင်လေးလည်းရှိရနော်ဘွားဘာမှပြုံးနော်မေဘာဖြစ်ပါဦးမေဘာနဲ့မေတမလို့ရှိပါတယ်မေ我那老婆婆，对，你没帮你，没有，都没有压迫嘛，没那没那，没帮你不那，好点那没那，没那嘛，都没行，那帮你那没那。我那没那嘛，都没那习惯嘛，没米了些嘞，没米了些，那没那，我都没些呢，没那。မေရဲ့ဘာမှမဖြစ်ပါနဲ့မြင်ပြန်ကောင်းလာပါသမီးတို့မလေးအာကိုစရာဆိုလို့အမေပဲရှိတာအမေနာမသမီးတို့ရှိပါတယ်အမေရဲ့မမေဒီနေ့ကျောင်းမသွားတော့ခွင့်ယူလိုက်မယ်နော် သမီးရဲ့ကျောင်းမသွားတာမနေပါနဲ့ကျောင်းတော့သွားပါသမီးဒီနေ့ဈေးမထွက်ဘူးဒီတရက်တော့အမေနားလိုက်ဦးမယ်ဒီဖိုင်လေးပြုစုနေသမီးတော့ကျောင်းမကြနေဘူးဝစားသွားလေပြောကြလားနေဖိုင်ကြားပါဦးဝစားလေပြောမသားရှိလား ဘာနဲ့လာရှိတယ် လာပြီနော်မသားအင်းတသားရ တက်တာပါတယ် ကျွန်တော်တို့သတင်းရမယ်လားမင်းနဲ့ငါဖြစ်တယ်မအားလို့အဲ့ဒါသူ့ရဲ့ဥရဟန်နဲ့အင်းကတော့အမှန်လို့ဘယ်လိုမှတော့မ
အာကျမလည်းလာပေးမလို့ပါလဲမအမီနေမကောင်းတာလည်းမဖြစ်တာဟိုတခါလေးယူပါလေနော်အားလုံးလာပါတယ်ရပါတယ်နော်အဲ့ဆိုမေမိသက်တာရလားဟမ်မိသက်တာလားမေအပေါ်ပါသွားကျင်လို့လားအမေအဲ့ဆိုလို့ရှင်ဟိုမေပေါက်ချလိုက်ပါလားပြီးတော့မှသမီးထမိန်လဲပြီးမယ်လေနော်မေနော်ဟိုပေါက်ချလိုက်ပါမေသမီးပြီးထမိန်လဲပြီးပါမယ်မေမေမေကလည်းဖွားဖွားအဲ့လိုမျိုးလုပ်လို့ဘယ်အဆင်ပြေပါမလဲဟိုဖွားဖွားစီးသွားလို့လည်းအောင်လို့သမီးစီးခွက်လေးသွားကြတယ်မေအဲ့ဆိုမြန်သားပဲဟိုမှာပတ်စံရှိရလားရပါတယ်မေသမီးမရှိပါရှိရောက်လုံးမမင်းမရောက်ဘာသာငါ့မှာတော့မြန်သားမေဟိုကလေအမေမီစီးခွက်လေးတောက်ပဲတော့အမေလုံးလုံးစပေါက်ချလိုက်ပါလားအမေအဲ့မအမေအဲ့ဆိုခဏလေးဆောင်တော့မင်းနော်ခဏလေးဆောင်တော့အမေမီသွားဝယ်နော်တဲ့နော်မေပေါက်ချလိုက်နော်အမေနော်အမေမြီးဟာကြောက်ထွက်မယ်တဲ့သမီးဘာလို့ရမလဲအမေနာမသမီးတို့တရားမဟုတ်တရားရှိမှဖြစ်မယ်ဆိုရင်မယ်အမေမြီးရောသမီးကြောင့်မထွက်စေချင်ဘူးမေရဲ့ကြောင့်မထွက်စေချင်ဘူးသမီးဝယ်တာပေးရခဲ့မိမရဲ့ပုံစံများခဲ့ရပါတယ်သမီးရဲ့လာရအောင်ဖြစ်သမီးလေးလမ်းမှာသမီးတငယ်ချင်းနဲ့တွေ့ခဲ့တယ်အဲ့ဒါဖွားဖွားကြီးနေမကောင်းတဲ့အကြောင်းအကျိုးကြောင့်ပြောရင်းနဲ့ဆရာမဆီမှာဒီကျောင်းတစ်ပတ်ခွင့်နေတယ်ဖွားဖွားကြီးရဲ့ဒီမှာသမီးရောမိမိရောတယောက်မဟုတ်တယောက်ရှိနေမှရမှာလေအဲ့ဒါကြောင့်မို့သမီးကျောင်းထွက်ပြရတယ်မထပ်ပါနဲ့သမီးရဲ့သမီးတော့စိတ်မကောင်းဖြစ်ပါနဲ့မိမိရဲ့မိမိစရောင်းသွားလို့ရှိရင်သမီးကဖွားဖွားကြီးရဲ့ဒီနားမှာရှိနေပြီမယ်လေမိမိကဖွားဖွားကြီးနားမှာရှိလို့ရှိရင်သမီးကမိမိကိုစိတ်ပူရောင်းပြီးမှာပေါ့မိမိရဲ့နော်စိတ်တော့မရောင်းပါနဲ့သမီးရဲ့မိမိမရောင်းပါနဲ့သမီးကသမီးရဲ့ဖွားဖွားနားမှာနေဟောပြစီတယ်နော်ဖွားဖွားပြစီတယ်စားလေးပါလေးလောက်တော့သမီးရဲ့စားတော့ဒီလာမဆက်ပြီးတော့တောင်းမထပ်ပါနဲ့ကျန်တော့မြေတောင်းတာပတ်စံကြိုးစားလေးရှာနေပတ်စံတယ်သမီးဘာမှမပြောနဲ့လာရှာဒီလိုကပြင်းချစ်ကားလေးလေးဟုတ်တယ်ကတမီးအမေပေါ်တည်တယ်လို့ဘာဖြစ်စုကေနော်ကတမီးနော်နေဘာဘာနိုးနေတော့မင်းဘာဘာလာပါအေးပါအခုဒီတော့ညာရှိပြောညီမလေးပြောအမနာနဲ့ခါပြောလို့ဆက်တဲ့အောင်ကြည့်တော့အမင်းနေကောင်းတော့လေးစိတ်ဘူးကပြီးလုပ်နေလို့ဟိုညီမလေးရဲ့ပြောမဲ့လူတွေမှမဟုတ်တာမိုင်းတောင်မှအမင်းနေမကောင်းကြလို့တင်းလာမင်းမလို့မလေးကလည်းစိုက်မထွက်ဘူးဆိုတော့မိုင်းစိတ်ပူနေတာရတယ်ပြောကြမလို့နော်ဟုတ်တယ်ဒီနေ့စေးမထွက်ဖြစ်ဘူးကအမင်းနေမကောင်းတော့အမင်းနာမှာပဲတာနေကြလို့လေအာတော့ဆ
စာလေးပဲချစ်ချင်တာရှိတယ်ဟောရညီမလေးခဏစားနော်တခါလေးပြေးလိုက်ပြီကွာနော်ကျေးဇူးပါမေယူပါဟောရပါတယ်ပြောမယ်လို့မဟုတ်ဘူးပြေးညီမလေးနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မေယူပါရဲ့ဟိုတာပြောလေးနေတွင်းလေးနဲ့ပြန်ဆက်ပါမယ်နော်ဟောပြောနေစရာမလိုရတယ်ညီမလေးအဆင်ပြေသူတို့လို့နော်အဲ့ဒါတော့နေလား သိတောင်းလို့ပါ သိတောင်း သမီးခွားရဘလို့တိုက်နေတာလဲအကုန်ပေးချမ်းနေရပဲ မမေလည်းတိုက်တာပဲမမေရောသူ့ဘောက်တိုက်ရတာမလွယ်ဘူးဖြစ်နေရ ကဲပေးမေမေတိုက်မယ်ပေးနည်းနည်းကြီးတိုက်ရတယ်သမီးရဲ့သွားလို့ရှာရှိရသွားလို့သွားမေမေတိုက်မယ်သွား စားပါမယ် သွားလို့သွားမေတတ်တာလားတတ်တာနော်သမီးတိုက်မယ်နော်ဟင်းနည်းနည်းကြီးတိုက်မယ်နော်ကောင်းလားဆက်လို့ကောင်းလားကောင်းတယ်နော်ကဲမြတ်ဟုတ်ပါဒါမှငါတို့မပြီးကွာသမီးနဲ့အဘကစက်တွေခုမှမလားဟုတ်တယ်နော်ကစက်တွေခုမှလုပ်ပြီးမှမလားဟုတ်တယ်ဒါမှငါတို့မရစိတ်မှာငါတို့မရနော်အမေကြီးညာအိနေကောင်းလားရတာအဆိုင်ညာဝဲမှနေကောင်းလားနော်မင်းနော်မိကောင်းတော့မှာနော်ခုအောင်တော်တော်ကောင်းနေနော်တက်တာတယ်နော်မင်းနော်
ဟိုမှာပလုံဘူးလေးတွေငါကောက်ရင်ကောင်းမလားမသိကောက်တော့ပါဦးဟောကောက်လို့ရှင်ငါအပူငွေလေးရတာပေါ့အမေစီးဖို့အတွက်လည်းအထောက်အကူဖြစ်တယ်ကောက်လို့တက်ကောင်းပါတယ်သူများဖြစ်စီငါခိုးတာမှမဟုတ်တာဘွားတက်တာဒါအင်းတော့မှထားတယ်နော်မေဖေးဘယ်လိုကောက်လာသမီးရယ်ဘာလဲပတ်စံလဲလေစုပြီးရောင်းလို့ရှင်ပတ်စံရတယ်သမီးရယ်ရောက်နောက်တော့ထားလိုက်ရောက်နေဖတ်တတ်တာလားသွားလိုက်သွားနေသွားလိုက်အောင်မေဘာလို့အဲ့လိုလုပ်ရလဲဘွားနေမကောင်းတာနဲ့မေပလုံကောက်ဖို့လို့လား你这咋来？ သွားပါအမေ မေတမီးအမေတက်ဆွေးဝင်လာတယ်သိလားခေးစံညှို့လိုက်တာဒီစီလေးလို့ရှိရင်တဲ့ဒီထင်းနဲ့ပြီးအများဆုံးတက်တာတယ်တဲ့တမီးလေးမိမယ်နော်ဒီစီလေးနဲ့နော် မေကလည်းမင်းမလို့ ဟောမင်း မရလေအမေဘာပြောနေရလဲအမေကဟုတ်တိုင်းပြောနေနော်အမေနော် သမီးတို့ကလေကံကောင်းလို့အမေကိုပြုစုခွင့်ရတာသူများကလည်းမြန်လေးမလေးဒီလိုပြုစုခြင်းလို့ပြုစုလို့မရဘူးလေမေဟဲ့နော်မဘာလို့အမေနော်မနော်တိတ်နော်အမေကလည်းအများကြီးပြောက်လာတယ်နော်မေနော်ဟဲ့နော်တိတ်နော်ဟဲ့နော်我那那对那，是的，那边的那边那，我那那。ဟုတ်တယ်ဘဘရဲ့အ
သမီးတငယ်ချင်းကအဖိုးဆိုရင်လေဖဖလိုပဲဖြစ်တာသူ့အဖိုးဆိုရင်လေဒီစိနဲ့ပဲတက်တာသွားတာတဲ့ဖဖရဲ့ဖဖလည်းတက်တာမှာနော်သမီးလည်းဖဖနှိပ်ကြည့်နော် ကဲအမေလက်ပြီနော်တမီးလိုက်ပြီညံဆုံးပြောက်ပါစေပြောက်ညံဆုံးတက်ပါစေဒါရောတမီးလိုက်ယူလက်ပြဖဖရဲ့အများဆုံးတက်တာပါစေညံပြောက်ပြောက်စီတည်းပြောက်တော်ဒူပြီးနေပြီမဆေးရလည်းကြည့်အောင်ပါဆိုဒါလည်းပဲပူစီလိုက်တော့အဲကြောင့်တိုင်းပြရတယ်နေနေပါမနေ့ရေသွားပြီအဘိကဟုတ်ပါကွာမင်းလာမင်းလာနာနိုင်နေပြီငါတို့မေလှမ်းနိုင်နေပြီဟာနိုင်ပြီငါမငါတို့မေဟာငါတို့မေလှမ်းနိုင်နေပြီဟုတ်ပြီမေလှမ်းဟုတ်ပြီမေလှမ်းဟုတ်ပြီနာမေခုံတော့ရအောင်လားဟုတ်တော့မယ်ဟုတ်ပြီဟုတ်ကဲ့ဟေးဓမ္မတို့မေကဟုတ်ပြီကဟေးဓမ္မတို့မေကနိုင်လားမေဒီမှာခဏနာမေလျှောက်တာများပါ Amali. Wow. Mẹ nhái trong này ngoài nó. Đi bạn nhái trong này đi. Bây giờ đến đèn lâu mà nó rồi. Tất cả nó mình nó ai cũng mì quá kể tên mì
နောက်ဆိုလို့ရှင်လေဟောက်ကို channel မှာခေါင်းနေခုခိုင်းရတော့မှတိလာမင်းလေးတို့ ဒါဘောမမေရဲ့ဖဖအဲ့ဒါတမီးဖဖကိုမလုပ်တော့ဘူးစတာပါဖဖရဲ့ဖဖယူတမီးပူပြီးတော့လုပ်ပြီးမှာပေါ့ ဖဖဒီကောင်းလားတက်ပါဒီနေ့တမီးဒီနေ့စီးရောက်ကောင်းတယ်တိလားပြီးတော့ channel ကအမိုက်တွေလည်းအကုန်ရှင်းခဲ့ပြီတမီးခဏနာပြီးရေးချလာအောင်နော်ဖဖဒီကောင်းအောင်နော်တမီးအတင်းပါ အဲ့ဒီဟိုကြည့်လို့တက်ရှိပါလေကိုယ် ဖဖဘာလို့ငိုနေရလဲဖဖရဲ့တမီးငယ်ငယ်ကလည်းဖဖနဲ့ညီညီနဲ့တမီးပြုစုပေးထားခဲ့ရတယ်ဖဖတမီးကလေးဒီဖဖရဲ့ဖဖအခုလိုမျိုးပြုစုပေးရတာတမီးတောင်ပြုလို့ရသေးတယ်ဟုတ်ပါဘူးဒီတော့ချလာမိကားလောင်နော် Thank you.
တော်ရှောင်းနိုင်နေပြီနော် ဟုတ်တယ်မမေရဲ့ဖွားဖွားကလေလမ်းအောင်ကောင်းကောင်းရှောက်နိုင်နေပြီပြီးတော့လေစကားလည်းကောင်းကောင်းပြောနိုင်နေပြီသိလား အမေတကယ်ပြောရလားအမေအမေသက်တာနေပါပြီအမေဝါတာလိုက်တာတော့ငါတို့မေက